ကျွန်တော် YouTube channel ကနေအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel ကို like and subscribe လုပ်သွားပေးပါဦးမနေ့ကတော့ကျွန်တော်ခံမှန်းသုံးသက်ပေးတဲ့ပွဲ၃ပွဲလုံး၃ပွဲလုံးမှန်တယ်ပေါ့နော်အဲ့မှန်တဲ့ပွဲတွေကိုကျွန်တော်ပြန်ပြောချင်တာကျွန်တော်ပေးခဲ့တဲ့ပွဲတွေကမှန်တဲ့ပွဲတွေကြာညီကိုတို့ကကြည့်ရှုသူကနဲနေအဲ့တော့ကျွန်တော်ပြောချင်တာကျွန်တော်အဲ့တော့မတက်နိုင်ညီကိုတို့လာမကြည့်ရတော့ကျွန်တော်မတက်နိုင်ဒါပေမဲ့ညီကိုတို့ကြည့်ခဲ့တဲ့ပွဲတွေကြာတယ်ကျွန်တော်ပေးတဲ့ပွဲတွေရှုံးတဲ့ပွဲတွေတိုက်ဆိုင်မှုရှိလို့ရှိရင်ညီကိုတို့အရင်ဆုံးမဆုံးဖြတ်ပါနဲ့ကျွန်တော်ဗီဒီယိုတွေကိုလိုက်ကြည့်ပြီးတော့မှညီကိုတို့လာပြီး comment မှန်ပါနော်အဲ့လေးတခုတော့ကျွန်တော်မေတ္တာရက်ခံတာပေါ့နော်အဲ့တော့ကျွန်တော်ကတော့အကောင်းဆုံးဖြစ်အောင်ဆွမ်းဆောင်ပေးမယ်ကျွန်တော်မမခေါ်ရတာလည်းမဟုတ်ဘူးမမမခေါ်ရတာမဟုတ်တဲ့အတွက်ကိုကျွန်တော်ပွဲတွေကိုပေါ်တန်ပေးတာမဟုတ်ဘူးကျွန်တော်သုံးသက်ချက်တွေကိုတေချာကြည့်ပြီးတော့ပေါက်ကြီးတွေနဲ့လုံးဝအခြေခံပြီးဆိုတော့မှကျွန်တော်ဒီပွဲတွေရဲ့ဖြစ်တည်မှုတွေကိုကြည့်ပြီးတော့မှခံမှန်းသုံးသက်ပေးရပါတော့ဘယ်အသင်းနိုင်မလဲဘယ်အသင်းရှုံးမလဲဆိုတော့ဒါတွေကျွန်တော်ခံမှန်းသုံးသက်ပေးတာနောက်တစ်ခုကကျွန်တော်ဒီနေ့ညပေးဖို့ကဆွေဒင်လိ၃ပွဲရှိတယ်ပေါ့နော်အဲ့ပွဲ၃ပွဲမပေးပြောခင်ပေါက်ကြီးတွေကဘယ်လိုအနေထားလေးဆိုအောင်လဲညီကိုတို့မှာကျွန်တော်ပြောတဲ့အချက်လက်တွေညီကိုတို့တွေ့ကြုံနေရတယ်အဲကျွန်တော်ပြောတာမှန်ညီကိုတို့ဆုံးဖြတ်ပေါ့နော်ကျွန်တော်ရန်နေတစ်စိတ်သားကိုကျွန်တော်ပြောပြပေးမှာပေါ့အဲ့တော့ညီကိုတို့ကြည့်လိုက်ကျွန်တော်ဒီညတဲ့ပွဲဥမှဆိုကြပါတော့ဒီည9ပွဲကန်တယ်ဆိုကြပါတော့9ပွဲမှာညီကိုတို့အပေါ်ကြီးတွေပဲညီကိုတို့ကကြိုက်တယ်ဗျာညီကိုတို့အပေါ်ပွဲကျွန်တော်လောင်းတော့အားပေးတာမဟုတ်ဘူးเนาะဒါဥပမာနေဖြစ်ပြောပြတာကျွန်တော်မြင်တဲ့အမြင်ကိုကျွန်တော်သိထားတဲ့အသည့်ကိုညီကိုတို့လာပြီးရှင်းပြတာပေါ့เนาะ9ပွဲရှိတယ်ဆိုကြပါညီကိုတို့9ပွဲမှာအပေါ်ကြီးတွေပဲညီကိုတို့9ပွဲလုံးရိုက်လိုက်စိတ်ဆညီကိုတို့အကြွမှာမပူနဲ့ညီကိုတို့ကြုံဘူးလားညီကိုတို့သိမှာပါဟိုစော်တကားနေတယ်လက်ရှိစော်တကားနေတဲ့လူဆိုလို့ရှိရင်အောက်ကြီးညီကိုတို့9ပွဲရိုက်လိုက်9ပွဲလုံးအောင်နေတော့ရှားပါအလုတ်ကိုပြောတာနော်ဒီပြားစားတွေဒီထောက်တာတွေတော့ရှိမှာပေါ့ဒါပေမဲ့အလုတ်ပဲတော့မှမအောင်အဲ့ပွဲတွေကဟိုကျိုးတာများတယ်ဟိုအနှုတ်ပြတာများတယ်ပေါ့နော်ဒါကျွန်တော်သိထားတဲ့အသိကိုနောက်ဆိုရင်ကျွန်တော်အဲ့လိုမျိုးမဟုတ်ဘူးညီကိုကဟိုကျွန်တော်ပေးချင်လို့ရှိရင်ကျွန်တော်အောက်ကြီးတွေပဲကျွန်တော်ပေးမှာဟိုချိန်တဲ့အပေါ်ကြီးနဲ့အောက်သေးနဲ့မျှရင်လေမျှမယ်ဟိုပုံသေးကားချက်တော့မရှိဘူးသူကကိုယ်နှလုံးအရှုံးပေးတာလို့နိုင်ကြီးများလို့သူကဒီလိုခံမှန်းပေးလိုက်တာအဲ့လိုမျိုးဆိုရင်ငါတို့တော့ခံမှန်းပေးလို့ရတယ်ညီကိုတို့လည်းခံမှန်းပေးလို့ရတယ်ဘောလုံးကဘယ်သူမဆိုခံမှန်းပေးလို့ရတယ်ဘာကြောင့်လဲဆိုတော့အရှုံးနဲ့အနိုင်နှစ်ခုပဲဖြစ်သည့်အတွက်ကိုဘယ်သူခံမှန်းပေးလို့ရတယ်ဒါပေမဲ့ခံမှန်းတဲ့နေရာမှာပေါက်ကြီးတွေအသင်းအနေထားတွေလက်ရှိခြေစမ်းတွေသူတို့ရဲ့တမိုင်းကြောင်းတွေသူတို့ရဲ့ defeat တွေကိုသိမှညီကိုတို့ကဟိုအဲ့ဒါမှပို့ပြီးတော့တီးကြမှာပို့ပြီးနီးစပ်မှာခံမှန်းတာတော့ညီကိုလူတိုင်းခံမှန်းလို့ရတယ်ပေါ့နော်ဒါကကျွန်တော်ဘယ်သူမှအဖြစ်ပြောတာမဟုတ်ဘူးဒါကျွန်တော်ပြောချင်တဲ့စကားပေါ့နော်အဲ့တော့ကျွန်တော်ပေးတဲ့ပွဲတွေအပေါ်ကြီးလည်းဖြစ်သွားမယ်အောက်ကြီးလည်းဖြစ်သွားမယ်အခုနကျွန်တော်စကားပြန်ပြောရမယ်ဆိုတူးရှုံပေးတယ်ဗျာကျွန်တော်အောက်ကနေသူများတွေအပေါ်ကြိုက်နေလေတမိသားစုလုံးအပေါ်ကြီးကြိုက်လေမဟုတ်ဘူးကျွန်တော်အတွေ့အမြင်ထဲမှာကျွန်တော်သုံးသပ်ထားတဲ့အဖြေထဲမှာဒီပွဲကကိုအောင်မယ်ဆိုတာဟောကျွန်တော်မြင်နေတာပေါ့နော်မြင်နေဆိုအချားမြင်ရတာလားမေးတော့လေမဟုတ်ဘူးညီကိုတို့ကျွန်တော်ဒီလိုတွက်ချက်ထားတာပေါ့နော်ကျွန်တော်မှသူတို့အဲ့လိုအောက်ရတဲ့အကြောင်းရင်းသူမှရှိလို့ကျွန်တော်ပေးရတာပေါ့နော်ဒါမျိုးတွေညီကိုတို့သိဖို့လိုသေးတယ်ပေါ့နော်အဲ့ဒါကျွန်တော်အရင်ဆုံးဟိုပြောချင်တာပေါ့အဲ့ဒါလေးအရင်ဆုံးကျွန်တော်ပေးတဲ့ဘောလုံးပွဲတွေဟိုမှန်ကန်လို့ညီကိုတို့အဆင်ပြေတယ်ဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့ဟာတွေဆိုတဲ့ဟာတွေကြိုက်နေတဲ့လို့ဆိုလို့ကျွန်တော် channel ကိုကြည့်ဖို့ညီကိုတွေတိုက်တွန်းပေးဦးပေါ့နော်ညီကိုတို့လည်းဟို like subscribe လေးတွေလုပ်သွားပေးဦးအခုအဲ့ဒါကျွန်တော်စပြောလိုက်ရအောင်ဘေးဆယ်နဲ့လူဆန်နေနဲ့ပြီးလို့ရှိရင်ဇိုရက်နဲ့စာဗတီနဲ့ပြီးလို့ရှိရင်တွန်းနဲ့ရန်ပွိုင်းနဲ့တွန်းနဲ့ရန်ပွိုင်းကတော့ညီကိုတို့သိမယ်ဘေးဆယ်တော့သိမယ်ဒီလူဆန်တွေရောက်ညီကိုသိမှာမဟုတ်ဘူးဇိုရက်တော့ညီကိုသိမယ်စာဗတီလည်းညီကိုတို့သိမှာပေါ့အဲ့ကျွန်တော်ဘေးဆယ်နဲ့လူဆန်တွေကိုကျွန်တော်အရင်ပြောမယ်ဘေးဆယ်ကအိမ်ဝင်းဖြစ်တယ်အမှတ်ဘေးစရာနဲ့ကန်တယ်အမှတ်ဘေးစရာနဲ့ကန်လို့ဟိုဆုံးဖြတ်ပေးလို့ရပြီလားဆိုတော့ဒီဆုံးဖြတ်ပေးလို့မရသေးဘူးဒီပွဲကသူတို့နှစ်ယောက်ကကန်ထားတဲ့အသင်းတွေကိုနှစ်ဖက်ထိတ်တဲ့တွေ့ဆုံမှုတွေမှာဘယ်လိုဖြစ်တာလဲဆိုတော့တွက်ကြည့်မှလိုသေးတယ်ဘာဖြစ်လဲဆိုတော့တော့ပွဲကအခုမှစတာဒါနဲ့ဆိုနှစ်ပွဲမြောက်ပေါ့နော်နှစ်ပွဲမြောက်ကညီကိုတို့ဘေးဆယ်ပဲကောင်းတယ်လို့အားလုံးကတွေးကြမှာလူဆန်တွေကတော့တိတ်မကောင်းဘူး
ဒါဒီလိုပဲရေဘူးအဖြစ်အမြင်ကတော့အဲ့လိုပဲတွေးကြပါဒါပေမဲ့ပြောလို့မရဘူးသူတို့လူခေါ်လာမှုတွေနီးပြပြောင်းမှုတွေဒါတွေရှိမယ်လေဒီအသေးတွေကကိုယ်နဲ့အလှမ်းဝဲတဲ့အတွက်သိချင်မှလည်းသိမှာပေါ့နော်အဲ့တော့ကျွန်တော်ကဒီသူတို့နှစ်ယောက်ကန်ငါရတဲ့ပွဲကိုကျွန်တော်ကပြန်ပြီးတစ်ချက်ကြည့်မှာပေါ့ဘေးဆယ်လူဆန်လီ2-1ဘေးဆယ်လူဆန်လီ0-0ဘေးဆယ်လူဆန်လီ0-5ဘေးဆယ်လူဆန်လီ3-2ဘေးဆယ်လူဆန်လီ3-2ပဲအဲ့တော့ကိုဘောဘယ်နှပွဲကိုဘော4ပွဲကိုတစ်ပွဲအဲ့လိုဖြစ်ထားတယ်ပေါ့နော်အဲ့မှာနိုင်တာဘယ်သူကများလဲဆိုတော့ဘေးဆယ်က3ချိန်နိုင်တာဟိုကတစ်ချိန်ပဲနိုင်တာလူဆန်လီကနောက်ဆုံး5ချိန်မှာပြောတာနော်ထိတ်တဲ့တွက်ဆုံးအချိန်ကြီးကတော့အများကြီးပဲဒါပေမဲ့ကျွန်တော်နောက်ဆုံးရေဘူးအဖြစ်5ချိန်ကိုကျွန်တော်ပြောပြပေးထားပေါ့လူဆန်လီကတစ်ချိန်ပဲနိုင်တာလေကိုဘောဆိုလို့ရှိရင်ဒီကိုပြောခဲ့လို့4ပွဲတော့ကိုဘောလားအဲ့ဒီပွဲကကျွန်တော်ဂိုးပေါင်းကြည့်ကျွန်တော်ပြန်ပြောပြမယ်3လုံးတွေ့20အရှုံးပေါ့နော်ဒီမှာ4ဘွဲတော့ဂိုးပေါ်လာတဲ့ဟောဘာဖြစ်လို့3လုံးတွေ့20ပဲဂိုးပေါင်းဖောက်ထားတာပြီးလို့ရှိရင်ဒီမှာကြည့်ရတယ် level ကို100အပြည့်ရှုံးပဲဖောက်ထားတာနော်တကယ် base ရနိုင်မှာတကယ်ဂိုးပေါ်ကြီးဂိုးပေါ်နိုင်စွမ်းရှိမယ်ဆိုလို့ရှိရင်အနေလေး base ရ1ဒီလောက်ဖွင့်ပေးရမယ်အနေဒါတစ်ခုမှရှိတယ်ဒါပေမဲ့ तू ကဘေးဆယ်အိမ်ဝင်ကောင်းတာမှန်တယ်ဒါပေမဲ့လူဆန်ဒီလဲတိတ်တော့မညံ့ဘူးပဲဘာမဆိုဖြစ်သွားနိုင်တယ်ပြောလို့တော့မရဘူးဘာဖြစ်လို့လဲဆိုကတိပွဲကန်တာမှနှစ်ပွဲပဲရှိသေးတယ်ညီကိုတို့ကအဲအကြောင်းကိုကျွန်တော်ကတော့လူဆန်ဒီကိုကြိုက်လာပြီးတော့ကျွန်တော်မကြိုက်ဘူးဘေးဆယ်ကိုအိမ်ဝင်မာတယ်ကြိုက်လာပြီးတော့မကြိုက်ဘူးဘေးဆယ်ကအိမ်ဝင်မှာခံစစ်ဖို့ကောင်းတယ်ညီကိုတို့ကကျွန်တော်ဒီပွဲကိုဖြစ်နိုင်တယ်ဆိုဘေးဆယ်2-1အဲ့လိုပဲဖြစ်ကျွန်တော်လူဆန်တွေကိုကျွန်တော်မကြိုက်ဘူးသူကနိုင်လို့နိုင်သွားမှာပေါ့နော်ဒါကတော့ကျွန်တော်ခံမှန်းသုံးသပ်ပေးတာဖြစ်တယ်အဲ့တော့လူဆန်တွေနိုင်မို့တော့ကျွန်တော်မမြင်ဘူးညီကိုတို့သူကနိုင်နေမနိုင်နေထားရတော့လူဆန်တွေဘေးဆက်အိမ်ဝင်မှာတဲ့တော့ဒီ body ကြီးတရားအပြည့်ဆိုကျွန်တော်မကြိုက်ဘူး body ကြီးကိုဒီ3လုံး20အရှုံးဆိုတော့ကျွန်တော်စိတ်ဝင်စားတယ်ပေါ့နော်အမှန်မှန်ဂိုးသူတို့လည်းရောက်တိတ်တွေ့ဆုံမှုလေးမှာဂိုးပေါ်တာ4ချိန်တောင်ရှိပြီလေဘာဖြစ်လို့3လုံး20ဖွင့်လာတာအဲ့ဒါကိုကျွန်တော်စိတ်ဝင်စားတယ်အဲ့တော့တကယ်သူပေါ်နိုင်ကြီးဒီနှစ်သိန်းကကိုပေါ်မယ်တမပြစ်မနေကျင်းသေးပါပေါ်မယ်ဆိုလို့ရှိရင်အနေလေး3လုံး80 80တော့သူဖောက်ထားမှာပေါ့နော်2-1ဖြစ်တော့20ရှုံးမဲ့အတော့ကောက်ကိုသူက3လုံးတော့တွင်းမယ်ဗျာဒါပေမဲ့20ရှုံးမဲ့အကွက်ကိုသူကလှုပ်ထားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်လိုပဲလှုပ်လို့ကျွန်တော်ကဒီဘက်ကိုဂိုးဝယ်ကြိုက်တယ်ကျွန်တော်ဒီ body ကိုပေါင်းကြီးကိုကြည့်ပြီးတော့ညီကိုတို့သုံးသပ်ပေးရနော်ဟိုအသင်းနေထားတော့ကောင်းမကောင်းတော့ညီကိုတို့ကျွန်တော်ရှင်းပြပေးပါတယ်အဲ့တော့ကျွန်တော်ဒီ base ကိုကျွန်တော်ကိုအောင်ကြိုက်တယ်ပေါ့အဲ့ဒါတဝဲဖြစ်သွားပြီပေါ့နော်အဲ့ဒါနောက်တဝဲကဒီရန်ခွိုင်းနဲ့တွန်းနေပေါ့နော်တွန်းအိမ်ဝင်ကိုရန်ခွိုင်းက level 10ပဲပေါက်ကိုပေါင်းကြီးဆိုလို့ရှိရင်ညီကိုတို့3လုံး60အနှုတ်အဲ့ဒီမှာကျွန်တော်ပြောဂိုးပိုးနိုင်ကြီးရှိပြီဆိုအဲ့မှာ3လုံး60တောင်ပေးရတာရန်ခွိုင်းနဲ့ဒီတွန်းနေ body ကြီးကလည်း level 10ပဲပေါက်တာရန်ခွဲရပေးရတာအဝေးဝင်းရတယ်သူလည်းအမှတ်ပေးစရာပဲဒီ base lead နဲ့တူတူပဲသူလည်းအဲ့တော့သူတို့နောက်ဆုံး3ဘုတ်ကျော်နောက်ဆုံး5ဘုတ်ကျော်ပြန်ကြည့်မယ်ဆိုရင်3ဟာ3ကို8ကို3နဲ့ဒီဟိုရန်ခွဲရသွင်း8ကိုတော့ပြီးလို့ရှိရင်3နဲ့ရန်ခွဲ2-1ပြီးလို့ရှိရင်3နဲ့ရန်ခွဲ1-4ပြီးလို့ရှိရင်3ရန်ခွဲနဲ့3နဲ့2-4ပြီးလို့ရှိရင်ရန်ခွဲ3-4အဲ့မှာတွန်းနိုင်လားဆိုလို့တပွဲပဲရှိ1-4နဲ့တပွဲနိုင်တာတွန်းကလည်းပြန်တော့တွင်းနေဗျဒီမှာဆို3-8နဲ့ရှုံးလာတော့တွန်းကရှုံးလာတော့ရန်ပွဲထည့်တာပေါ့အဲ့ပွဲမှာဆိုကျွန်တော်ပြောတပွဲ2ပွဲ3ပွဲနောက်ဆုံး5ပွဲမှာ5ပွဲလုံးဂိုးပေါ်အဂိုးပေါ်နိုင်ကြီးဖြစ်သည့်အတွက်ကိုသူပေးရတာပေါ့နော်3လုံး60အရှုံးဒါပေါ်ရင်လည်းပေါ်မပေါ်ရင်လည်းမပေါ်ဘူးလေဘလို့ရေဘူးအပြင်ဒီမှာကျင့်တော့ပေါ်တယ်ကိုပေါ်ဘက်ကိုတော့ပြလာတာကိုအဲ့ဒါမှခိုးလဲနေဒီလိုနေလို့မရအောင်တုံးလုံး60အဲ့ဒီနောက်ဆုံး9ဘက်မှာညို့တော့ရန်ဘွက်ကနှလုံးအထက်တွေပဲတွင်းတယ်အဲ့ဒါကိုဘာဖြစ်လို့ level 10အရှုံးပဲဖောက်ထားတာလဲအဲ့ဒါကျွန်တော်ကမကြိုက်တာပေါ့နော်အမှန်မှန်ဆိုအနည်းဆုံးဒီဘွက်က1ရှုံး1တီလောက်ကိုဖောက်ရမှကြည့်ရ level 10အရှုံးပဲဖောက်တာအဲ့ဒီကြီးကမမှန်ဘူး
ဘာမှမဆိုဖြစ်သွားသုံးရလဲနိုင်ဝါနိုင်တဲ့ကြေးအနေထားမျိုးပေါ့နော်သူ့မှာအကြောင်းတုံးတရားရှိလို့လားဒီ level 10ကိုဖောက်ထားတာပေါ့ဒါပေမဲ့ကျွန်တော်တို့ဘာအကြောင်းအရာဖြစ်လဲဆိုတော့ကျွန်တော်မသိဘူးလေဘယ်သူတွေပါမလဲဆိုတော့ကျွန်တော်မသိဘူးအဲ့တော့ကျွန်တော်ကဒီဘက်ကိုရန်ဖွင့်လည်းမကြိုက်ဘူးသုံးလည်းမကြိုက်ဘူးအဲ့တော့ကျွန်တော်ဒီမှာ6ပေါ်လည်းအချက်လည်းပြလာတယ်6ပေါင်းကြီးရလည်း6ပေါ်မဲ့အနေထားဘက်ကိုရှိတဲ့တော့ကျွန်တော်တို့ဒီဘက်ကိုရန်ဖွင့်ဘက်ကို6ပေါ်လို့ပဲကျွန်တော်ရွေးပေးခြင်းတော့ပေါ့နော်အဲ့ဆိုရင်နောက်တစ်ဘက်ကဒီဇူရင်းနဲ့ဆာဘတီအဲ့ဒါဒီနှစ်တဲ့ထိတဲ့တွဲဆုံမှုကိုကြည့်မယ်ဆိုရင် Z2 21 11 21 31အဲ့ဘက်မှာဆိုလို့ရှိရင်သူက6ပေါ်3ပွဲ6အောင်2ပွဲအဲ့တော့ဇူရင်းရဲ့နောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်သူတို့ထိတဲ့တွဲဆုံမှုထဲမှာဆိုလို့ရှိရင်ဇူရင်းကတစ်ချိန်ပဲနိုင်တာအဲ့ဒီဇာဘာတီကိုအဲ့ဒါကို तू ကဒီမှာဇိုရက်ကပြန်လာပေးတာ level 80အရှုံးညားလိုက်တာဆိုကိုပေါင်းကြီးကိုကြည့်မယ်ဆိုလို့ရှိရင်3ဒီအဲ့ပွဲသူတို့နှစ်သိန်းထိတဲ့တွဲဆုံကြည့်လို့6ပေါ်တာဘယ်လိုရှိလဲဆိုတော့တစ်ပွဲ3ပွဲ4ပွဲ5ပွဲအမှန်သူတစ်ပွဲပဲ6ပေါ်တာ2-1ဆိုတော့ဒီထောက်တဲ့သဘောမျိုးပဲထားလိုက်ပါတော့3-9ဆိုလို့ရှိရင်အဲ့တော့တစ်ပွဲဆိုလို့6ပေါ်ပဲ6ပေါ်အဲ့တော့ဒီစာပါတီက4ချိန်နိုင်ထားတယ်ဗျာနော်ပြီးတော့ဇူရစ်ကနောက်ဆုံး5ဘွဲကိုကြီးလိုက်မယ်ဆိုလို့ရှိရင်သူက4ဘွဲရှုံးတစ်ဘွဲတည်လုံးဝနိုင်ဝဲမရသေးဘူးဇူရစ်ကအဲ့တော့ကျွန်တော်ကဇာဘာတီကိုရိုက်မှလာမပြောလဲဇာဘာတီကိုကျွန်တော်မကြိုက်ဘူးအညီကိုကျွန်တော်ပြောတဲ့အချက်လက်တွေမရှင်းဆိုလို့ရှိရင်တော့ကျွန်တော်နောက်ပိတ်ဆုံးရွှေပေးတဲ့အသင်းတွေကိုပဲညီကိုတို့ရိုက်လိုက်ပေါ့နော်ဒါကျွန်တော်သိတဲ့လောက်ကိုကျွန်တော်ရှင်းပြပေးတာပေါ့နော်ဒီကောင်ကအသင်းတွေမသိရတော့ဘူးညီကိုတို့နားရှုံနေရှုပ်သွားပါတော့နော်ပြီးတော့မှဘယ်အသင်းတွေနေရမလဲဆိုတော့ကျွန်တော်တစ်ချက်ပြန်ပြောပေးမယ်အဲ့တော့ကျွန်တော်ဒီဘက်ကိုဘယ်လိုဖြစ်ဖြစ် 3D လည်းပေးရတယ်ကိုယ့်ဘက်ကိုလည်းပြတာအမှန်မှန်ဆိုရင်တော့ကျွန်တော်ဇာဘာတီကရိုက်ချင်တာဗျဒါပေမဲ့ရိုက်လို့မရဘူးလားမေးတော့ရိုက်လို့ရတယ်ဘယ်လိုဖြစ်ဖြစ်ကျွန်တော်ဒီဘက်ကိုကျွန်တော်ကိုယ့်ဘက်ပဲရွှေ့ပေးလိုက်တော့ဇာဘာတီကလည်းအဟုတ်ဖြစ်ဖြစ်အိမ်ဝင်ဖြစ်ဖြစ်နည်းနည်းကောင်းတယ်ဗျဒီဇိုရစ်တဲ့ဆိုင်တော့ဇာဘာတီကကောင်းတယ်ဘော်လီရိုက်ချင်တော့ဇာဘာတီရိုက်လို့ရတယ်ဒါပေမဲ့ကျွန်တော်ဘော်လီလည်းမကြိုက်ဘူးကျွန်တော်ကိုယ့်ဘက်ပဲကြိုက်တယ်ဒီဘက်ကိုအဲ့တော့ကျွန်တော်3ဘက်ရွှေ့ပေးတာကိုဒီကိုတို့ပြန်ပြောပေးမယ်ဘေးဆယ်ကိုအောင်ပြီးလို့ရှိရင်ရှမ်းဝိုင်ကိုပေါ်စာပါတီကိုအောင်ပေါ့နော်အဲ့တော့ညီကိုတို့အဆင်ပြေမယ်ထင်တယ်ကျွန်တော်သုံးသပ်ပေးတာညီကိုတို့အဆင်ပြေမယ်ဆိုလို့ရှိရင်ကျွန်တော် like and subscribe လုပ်သားပေးပါဦးအားလုံးကျေးဇူးတင်ပါတယ်